အခုစာပတ်တာက GPS နံပါတ်6ပေါ့နော်နံပါတ်6 15ရက်နေ့မနေ့ဗုဒ္ဓဟူးထပ်ပတ်တဲ့ GPS location စပါပြီ။ငယ်လည်းသွားတဲ့ခွဲတဲ့နားက2 face နားမှာဒီဘက်ကိုချိုးထားတဲ့မြင်းလေးလည်းရှိတယ်။စစ်စစ်လေးပြည့်နေတယ်ပြည့်တယ်။ဘယ်ညမှာတော့ကုတ်ကုတ်လေးပေါက်တာများတယ်။ဒီတိုင်းရောက်နေတယ်။ချုပ်ပြီးတက်တယ်။တော်ရိုင်းပင်လေးတွေပဲပေါက်နေတာများတယ်။လူလာနဲ့ဒီထားမှာရှိပြီးတော့လည်းမကောင်းဘူး။ coffee ကနဲ့သွားတာပို့ပြီးတော့အဆင်ပြေတယ်။ဒီမိသားစုရဲ့ဘောလေးစပြီးတော့နံပါတ်6ကိုသွားနေပြီ။လည်းဘယ်ဘက်ချမ်းမှာရွှေဘာလာဥယျာဉ်အရာလောက်လာရှိတယ်။ဒီရွှေဘာလာဥယျာဉ်အရာကဘယ်ညာပေါက်နေတာပေါ့နော်ဒီဘက်လမ်းကနေလည်းပေါက်တယ်လို့ဟိုဘက်အရှိကနေဆိုလို့ရှိရင်လည်းအရင် CB ဘန်ဥက္ကမောင် A လောက်ထားတယ်ဆိုတော့အင်ယာရှိနေတာကိုတွေ့ရတယ်ကိုလောင်လေးတော့တွေ့တယ်ဒီလိုင်းတွေဆက်ထားပြီးသားရှိတယ်အဲ့ဒီကကိုလောင်နေတာအခု20ရက်10လ2025မတိုင်ခင်မှာဝင်မေးကြည့်တာတော့မီးလိုင်းပြီးသွားပြီရေတန့်လိုင်းပြီးသွားပြီကိုလောင်တချို့စောက်ထားတယ်ဒါပေမဲ့အခုနှစ်ဒီငှားရတဲ့သူတော့မရှိထားသေးဘူးမြေတဧကကို3200ဆိုပြီးတော့တွေ့ရတယ်ခါရှာရပါမှာအခါကျဆွေးနွေးတာတွေ့တယ်ချက်ချေရောင်းတဲ့နေရာရှိတယ်ဒီဘက်မှာလမ်းပြန်ကောင်းသွားတယ်ညဘက်မှာအပေလေးဆိုင်ထားတာရှိတယ်ရှောက်ချူလေးတို့ပြင်လို့ဆိုင်ထားတယ်အဲစမှုတော်ဖွဲ့ဆိုပြီးတော့တင်တဲ့ကြောင်းဆိုလို့ထားတာရှိတယ်အဲ့ဒီမှာဒီစမှုတန်းဟောင်းတင်တန်းကြောင်းဆိုပြီးတော့လှုပ်ထားတာရှိတယ်ပေါ့နော်ပြည်တော်စုခမ်းမညောင်နှပင်ဆိုပြီးတော့ရှိတယ်ပြီးတော့အဲ့ဒီနာရောက်သွားတဲ့အချိန်မှာတော့ဒီအထဲထဲမှာကြက်ချန်လေးတွေနဲ့စိုက်ထားတာတပင်လေးစိုက်ထားတာရှိတယ်ရှောက်ချိုတီကျွေးကောတီတွေပေါ့နော်ဒါအဲ့နာဝင်ချင်ရစိုက်ထားတဲ့အပင်တွေပေါ့Continue for 1 kilometer. GPS နံပါတ်6မှာဆိုလို့ရှိရင်တော့ဒီအပင်တွေလက်ရှိစိုက်ထားတာကိုတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်အရင်ပိုင်ရှင်အဟောင်းရှိနေသေးလားဆိုတဲ့ဟာကိုတော့မေးဖို့လိုမယ်ပေါ့သူကတော့အဲ့ပတ်လည်မှာတော့လက်ရှိကတော့အပင်စိုက်ထားပြီးသားရှိတယ်တကယ်ကိုရမယ့်နေရာကကရက်ဒီအဲ့နေရာမှာကြောက်ကောပင်လေးစိုက်ထားတယ်ဆိုတော့ဒီထဲမှာ report ထဲမှာဒီအမှတ်စဉ်ဘယ်လောက်ရဲ့ဟာဆိုပြီးတော့ပေါ်နေတာမတွေ့ဘူးပေါ့နော်
မစင်6ကဆိုလို့ရှိရင်ဇရာ2ခါခွေအမစင်9ပေါ့ဇရာ2ခါခွေအမစင်9နဲ့ဆက်ဆက်နေတာ9 8ပေါ့4 5 6 8ပေါ့ဇရာ2ခါခွေအမစင်9ဇရာ2ခါခွေအမစင်9ဆိုတော့သူက600ဧကအဲ့တော့ဒီ GPS အမှတ်စဉ်6ကတော့ဧကများလိမ့်မယ်